မနက်ပြန်15ရက်နေ့ညကအချီအိမ်တော်မြစ်တာကြီးနဲ့ပတ်သက်ပြီးတော့အစင်မပြေနေတဲ့သူတွေအတွက်ဖြစ်လို့ရမယ်အထူးနေလူနေမြက်အင်တာမှာအစွမ်းထက်တဲ့ညဖြစ်ပါတယ်အချီရင်မှာပီရမှာအကျန်းဆုံးညဖြစ်တယ်နော်မနက်ပြန်15ရက်နေ့ကပီရဓာတ်ဂိမ်းအောင်နဲ့နေ့ဖြစ်ပါတယ်15ရက်နေ့ဟာအချစ်မြတ်တာအိမ်တော်ကြီးရနဲ့ပတ်သက်တဲ့ပီရကိစ္စအိမ်တော်မြစ်ကိစ္စအချီကိစ္စမြတ်တာကိစ္စတွေမှာကောင်းမွန်သောကံတရားကိုပြောင်းလဲရရှိဖို့အတွက်ထူးကဲသောစွမ်းရည်တကူထူးကဲသော energy တွေဂိမ်းအောင်နေတဲ့နေ့တစ်နေ့ဖြစ်ပါတယ်အဲ့တော့မနက်ဖြန်15ရက်နေ့ညမှာညဘက်ပေါ့နော်ကောင်းကင်ကိုမော့ကြည့်ပြီးတော့ကျွန်တော်ခုပြောမယ်မန်နန်လေးကို6ခေါက်တိတိရွတ်ပေးရမယ်6ခေါက်ရွတ်လိုက်တာနဲ့ကိုယ်စီမှာနေပါနေတဲ့ခက်ခဲနေတဲ့အခြေအိမ်တိုင်းမြစ်တိုင်းနဲ့ပတ်သက်တဲ့ကံတွေအားလုံးကမြင်မတိုးတက်ပြီးတော့အေးချမ်းပါရစွာနဲ့ကွဲကွာနေတဲ့သူတွေဆိုလည်းအမြန်ဆုံးပေါင်းစည်းပေါက်ဖက်မယ်အေးချမ်းပါရမှုနဲ့ချစ်ချစ်ခင်ခင်ကျင်ကျင်နာနာဆွဆွဲလန်းလန်းတန်တန်တတရွရွရရနဲ့မှာကိုယ်စီကိုပြန်လာပြီးတော့ရာသက်ပန်ဖြစ်တဲ့ပေါင်းစည်းစင်တိုင်းနဲ့မန်နန်ပညာဖြစ်ပါတယ်အဲ့တော့မနက်ပြန်15ရက်နေ့ညမှာကောင်းကင်ကိုမော့ကြည့်ပြီးတော့ကျွန်တော်ခုပြောမယ်မန်နန်ရွတ်လိုက်ရွတ်ရမယ်မန်နန်ကအိုပီရီတိန်နေဟန်တဲ့6လုံးပဲရှိတယ်အိုဖယ်9လုံးပေါ့ပီရီတိန်နေဟန်အိုပီရီတိန်နေဟန်ဆိုတဲ့ခါလာကို6ခေါက်ရွတ်ကြမယ်6ခေါက်ရွတ်ပြီးသွားတာနဲ့ကိုလိုချင်တာဆုတောင်းနော်မောင်ဘသူအများဆုံးပြန်လာပါစေမတ်ဘသူအများဆုံးပြန်လာပါစေကိုဆက်သွယ်လုပ်ပါစေချစ်ခင်ပါစေဆွဲလိုက်ပါစေစသဖြင့်ပေါ့နော်ကိုရဲ့ပီရအားအခြေအိမ်တော်မြတ်တာကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကောင်းမွန်မှုကောင်းသောကံကြမ္မာနဲ့အေးချမ်းပါရခြင်းရရှိဖို့အတွက်ကိုကဆုတောင်းအောင်နော်အဲ့တော့အိမ်တော်ကြီးမှာခက်ခဲတော့ကရောက်နေတဲ့သူတွေဆိုအိမ်တော်ကြီးနဲ့ပတ်သက်တာဆုတောင်းအခြေရေးမှာခက်ခဲတော့ကရောက်နေတဲ့သူတွေဆိုလို့ရှိရင်အခြေနဲ့ပတ်သက်တာဆုတောင်းကိုကစမ်းနေကြနေဆိုတော့ပီရစမ်းအနေအားလုံးမြတ်တတ်ဖို့နဲ့လူတကာကချစ်ခင်မှုเนาะစမ်းနေတတ်ဖို့ပီရတတ်မှာအားကောင်းမှုဟိုဝိုင်းဝိုင်းလေပေါ့เนาะခါချရတော့တဲ့အထိပီရစမ်းအားတွေမြင်လာဖို့ကိုလိုရအောင်ဆုတောင်းပါလူခေါ်ခြင်းတဲ့ကိစ္စခေါ်ခြင်းတဲ့သူရဲ့နာမည်ကိုပြောပြီးတော့เนาะပုံလေးကိုအာရုံပြုပြီးတော့ကိုလိုချင်တာဆုတောင်းပြီးအမြန်ဆုံးပြန်လာဖို့အတွက်ဆုတောင်းအဲ့တော့မနက်ဖြန်15ရက်နေ့ညမှာကောင်းကင်ကြီးကိုမော့ကြည့်ပြီးတော့ဒီမန်တန်လေးကိုရွတ်လိုက်တာနဲ့မိမိရဲ့အခြေရဲ့အိမ်တော်မြတ်တာကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာကိုလိုရဲ့ဆုတောင်းလိုရာဆုတောင်းပြပါလိမ့်မယ်လုံရင်ဆန္ဒလုံးတစ်ပါးနဲ့ပြည့်စုံကြပါလိမ့်မယ်ခင်ဗျာအဲ့တော့ပီရဓာတ်အားအကောင်ဆုံးပီရဓာတ်ပီရအားအိမ်တော်ကြီးမြတ်တာရဲ့အခြေနဲ့ပတ်သက်တဲ့ကံစတာတွေမှာကောင်းမွန်မှုပဲပြောင်းရှိဖို့အတွက်အပြင်းထန်ဆုံးနဲ့စွန့်ရင်တကူတွေအပြည့်အဝစူးစီးနေတဲ့နေ့ဖြစ်ပါတယ်